ပေ3850ကိုတက်ပြီးသွားပြီဖြစ်ပါတယ်။ Final မို့လို့ခေါ်ပါတယ်ဗျာ။ Finally အောင်ဆုံးတော့တက်နိုင်ခဲ့ပြီ။ဟုတ်လား easy ပဲ မောနေပါကျွန်တော်အဲ့ရထားလိုက်ပြီပေါ့နော်အဲ့ရထားတာအခု9နာရီခွဲဆိုတော့နေ့စာဖို့ပြင်ဆင်မယ်ပြီးရင်ကျွန်တော်တို့ဒီနေ့ကအကျန်းဆုံးတောင်ဖြစ်လာနိုင်တယ်ပေါ့နော်ကျွန်တော်ပေါ်မှာတခါမှဒီလောက်အမြင်ကြီးတက်ရမယ်တောင်ကျွန်တော်မတက်ဘူးလောက်ဘူးပေါ့နော် hiking မလုပ်ဘူးလောက်ဘူးပေါ့နော်ဆိုတော့ okay ကျွန်တော်လည်းတူလိုက်ကြည့်ပေးကြပါဦးခင်ဗျာ7ကဝဲလာတဲ့ဒါလေးရှိမယ်ပြီးရင်ကျုပ်လေးရှိမယ်ပြီးရင်တော်မုံလေးပါစားမယ်ပေါ့နော်လက်စားတော့ဒါပဲတီးအောင်မယ်ဟောပြီးရင်ချောကလက်စားမယ်ချောကလက်ကတော့တောင်ပေါ်ရောက်မှစားပြမလားတော့မသိဘူးလားချောကလက်မနက်စာပါမနက်စာတီးပြီဗျာကျွန်တော်အခုတော့ရတော့မယ်ဆိုင်ကနေပဲတော့ကြမှာပေါ့နော်ဆိုင်ကနေပဲပေါ်လာရေးဆိုပြီးတော့မှာဖြစ်ပါတယ် see you ကျွန်တော်တို့ဒီမှာဟိုလောက်အင်းရနေပြီးတော့မိနစ်45မိနစ်လောက်စီးပြီးတဲ့အချိန်မှာဒိုင်နမ်မိုရဲ့အောက်ကိုရောက်နေပေါ့နော်ဒိုင်နမ်မိုအောက်ကိုရောက်နေပါပြီကြာရင်ဆက်တက်ပါတော့မယ်လမ်းကြောင်းတရားပဲ ไปทางนี้ ဟာ แล้วก็ขาลงทางนี้ ရောက်ဒီဘက်ဆိုလည်းငါတော့ ထုတ်တွေချပေးထားပါတယ် ได้ တကယ်ချင်းဒီလိုလောက်တယ် แต่นี่มันจะชันหน่อย လိုမှာပေါ့ယူရမှာ ถ้าไปทางนี้บ่พอ ဒီ ชั လ น မ်းမှာအခုကလျှော်တဲ့အချိန်ပဲ ဟော แถวนี้มันจะชัน အဲကြောင့်ဒီလိုပဲ ကုမ္ပဏီနဲ့စာရုပ်ရင်ချောလားထိတ်ဆုံးကိုတက်ပါမယ်ကိတ်ထားပါရေးထားအောင် တတိ တက်သုံးလိုက်ရွာနေ အဲ့ဆိုရင်အဲ့ဆိုတော့ဝဲလောက်ကျန်ခဲ့အောင် ကျွန်တော်ကပေါ်တိတယ် အဲ့ဆိုတော့ဝဲလောက်ကျန်ခဲ့အောင်မ ခုကျွန်တော်တို့ ကိုလည်း30နှစ် ဒိုင်နမ်မိုဘယ်နှမိုင်းရှိအောင်တန်းကီစတင်73လောက်ပေါ့စတင်တက်ရှိနေပြီဖြစ်ပါတယ် အဲ့ဆိုအခုတော့ပြောနိုင်တယ် ဟိုပြောနိုင်တော့ပြောတာမှာဟုတ်လားစာလုံးလေးစရှိပါသေးတယ် ကျန်ဒီညဆိုင်ယူထားအောင်နော်ကျန်ဒီညဆိုင်ယူထားအောင်အဲ့တော့ပြန်6နာရီလောက်လား အကလုံးငယ်ရွယ်ဆိုတော့တော့ပြုတ် ဟွန်း ညနေကောင်းနေကဲပေါ့ဆိုတော့ ခုတစ်ခေါက်ကတော့9နာရီလုံးကျွန်တော်တို့အခုတောင်စတက်နေရမဟုတ်တောင်စတက်ဖို့သွားနေအောင်ရှိပါသေးတယ်ဒါပေမဲ့ stamina ကတော့တော်တော်ကုန်သွားပြီလို့ခံစားရတယ်ဗျာစတက်နေပြီဖြစ်ပါတယ်စတက်နေပါပြီစတက်ဖို့ဆိုင်ငယ်ထားတဲ့နေရာနေပြီးတော့မိနစ်20အကျော်လမ်းလျှောက်ပြီးပါပြီ 2.16 kilometer တ
တက်ပြီးတော့ပါပြီအဲ့ဆိုရင်နောက်ထပ်ဘယ်နှပုံကြပါလဲ စနေနောက်တော့6ပုံတပုံ 6ပုံတပုံ 5ပုံကျန်ပြီ 5ပုံကြံသေးရ come on ခုဆိုရင်တော့6ပုံရင်တပုံကျော်တက်ပြီးသွားပါပြီထိုင်းလို့ကိုကြီးဘာသာပြန်ပေးပါ ရှေ့မှာ6ရှိပြီဖြစ်ဖြစ်စင် use 需要看到不白面再回来。 လေတာလေ 罢了罢了， ပါတယ် 别了，没事的。 စစ်ကိုညောင်းရအောင်တော့အောက်ပိုင်းမပါဘူးဖြင့်ဟိုအားရောမှာအောက်ပိုင်းပါတာတကြံလုံးနားမှာ 罢了， ကိုဒါဗီဒီယိုကြီး 你一直以为你这么多这个地方？ အဲ့ဝါပါဗီဒီယိုလုပ်မယ်ဆိုဘယ်လိုရိုက်မှာလဲဘယ်လိုရိုက်ချင်အားမပြောရဘူး 啊，来差不多了，来。 ချက်ပုံတပုံပဲရှိနေတာအား ရမန်သွားကြည့်ခုဘယ်လိုလုပ်မှာလဲခုဒီဟာကမယ်ထောင်းတာခုငါတို့လာလာလုပ်မှာ 罢了，罢了，我呢。 အားအကုန်ပါ Listen， အဲ့ထိုင်းမပါဘူးဟုတ်လားထိုင်းမပါဘူး ပေါင်းပဲပါတယ် ထိုင်းမပါဘူး ပါတယ်ကိုက ဟိုအနာကသူပွဲမှာထုတ်လို့လေကြာကြည့်နေတာ ဒီဗီဒီယိုလေးပို့စီ အဲ့ဆိုရင်တိုင်မာလေးပြန်ကြောင်းရမယ်နော်ငယ်ငါချွေးရတော့ကြာသွားပြီတကယ် 好喂，good good。这班那班啥了？我理解一下。 လာလိုက်တာဝါဟုတ်တယ်ဟုတ်တယ် 那面糊。 ဖြူပါမရသေးဘူးဒါပေမဲ့ဒီနေရာရင်ကိုကျွန်တော်တို့တော်တော်ပြည့်စုံနေပါပြီအမြင့်ဆုံးတောင်ပဲဗျာကျွန်တော်အခုမှတောင်စတက်ဖို့တာ 这也里面怎么样？ ရပြီနောက်တစ်ခါBravo တို့ချောင်းဝင်လာပြီ ရတော့ 这里白的，哪里白的？ ငါဘလောတွေတင်ဖို့တော့ပေးတခုထပ်ဖွင့်တော့ကွာငါဘလောတော့ဝိုင်းမထူနဲ့都快收到了。Come on 啊，ရပြီ Come on ဘာညာမို့ယူပန်ရောက်နေတာဖြစ်ပါတယ်ရပြီပေ3850ကိုတက်ပြီးသွားပြီဖြစ်ပါတယ် Final မို့လို့ခေါ်ပါတယ်ဗျာ Finally နောက်ဆုံးတော့တက်နိုင်ခဲ့ပြီဟုတ်လား easy ပဲ easy ပဲ ရဲ့အကြီးသား 妈， လူ 过 တွေ 来， တော့ 几号怎么路跑来路？ အကြီး assistant，let's ဆိုး go。 ပွဲပါဆိုးကြီးပဲရှင်နေပါလေ ရရရခဏမှဦးရှင်းဗီဒီယိုဖိုင်ရလာအောင် ဟူး စေးမယ်စေးမယ် တော့မှလေးတိုက်တယ်ဗျာ share ပဲဗျာ ဂျွိုင်တာတော့ပါပဲသူ assistant တော့ 嗯， အဲ့ 你们 ကောင်းစင် 过来干嘛？我进来，manager。 ဘွားရဲ့ပထမအောင်ဆုံးတက်ဖူးတာပါကျွန်တော်အရင်က လန်းလေး ရောက်မြင်တာကြီးမတက်ဘူးပေါ့နော် ရဦးကြမရိုင်းရဘူးကြခဏနာပြီရရရရမင်းအဲ့ဒီခဏထက် ဒီ
လာတော့လက်လွတ်ပြီးတော့တက်လို့ရတယ် ရတယ်နောက်ပြရဲလို့တောင်းပြန်စီ ဓာတ်ပုံရအောင်ခါလေး အစင်းရပင်မတာကတကယ်အစင်းရပင်မတာတကယ်ဆင်းတဲ့နေရာမှာတကယ်ဆင်းတဲ့နေရာမှာကျွန်တော်လုံးဝမရိုက်နိုင်ဘူးဖိုင်နန်းဘောကနေဆင်းလာပါပြီအစင်းရပူပြီးကျန်းတယ်ဗျအစင်းရပူပြီးကျန်းတယ်ကျွန်တော်တို့အတက်တော့မပင်မဘူးအစင်းရဗီဒီယိုရိုက်ဖို့ကိုနည်းနည်းစဉ်းစားနေရတယ်ပေါ့နေရာတော်တော်များများအဲ့လိုရမ်းမတ်ဆောက်တယ်ဆင်းဖို့ခက်တယ်ပေါ့နော်ဆင်းရတော့ကျွန်တော်ဗီဒီယိုမရိုက်ခဲ့ဘူးခုကတော့ကားလမ်းမကိုပြန်ရောက်နေဆင်းလဲ2 နာရီလောက်ကြာတယ် sorry တော်ကောင်းပါတယ်အောင်တက်ရတာ share ပဲ Bravo